ကနေဒါနိုင်ငံဆိုတာကမ္ဘာမှာဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။မြောက်အမေရိကတိုက်မှာတည်ရှိပြီးစုစုပေါင်း area စတုရန်ကီလိုမီတာကတော့9.9 သန်းနီးပါးကျယ်ဝန်းပါတယ်။ကမ္ဘာအရှည်ဆုံးကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့နိုင်ငံလည်းဖြစ်တယ်လို့လူဦးရေသိပ်သီးစားတော်တော်လေးနည်းတဲ့နိုင်ငံတွေမှာလည်းပါဝင်ပါတယ်။နိုင်ငံအရန်ကျယ်ပေမဲ့လူကတော့သန်း40ဝန်းကျင်ပဲရှိပါတယ်။ကနေဒါနိုင်ငံမြို့တော်ကတော့အော်တိုဝါဖြစ်ပြီးတော့တိုရွန်တိုနဲ့ဗန်ကူးဗားတို့ကတော့လူသိအများဆုံးစီးပွားရေးမြို့တော်ကြီးတွေဖြစ်ပါတယ်။နိုင်ငံထဲမှာရေကန်ပေါင်း3သန်းကျော်ရှိတဲ့အတွက်ကြောင့်မလို့ကမ္ဘာရေရှုပမာဏအများဆုံးရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ရာသီဥတုကတော့ဆောင်းတွင်းမှာအနုတ်40ဒီဂရီအထိအေးနိုင်တယ်လို့နွေရာသီမှာတော့တာယာလှပတဲ့သဘာဝအလှပတွေကိုခံစားနိုင်ပါတယ်။ကနေဒါနိုင်ငံမှာနေထိုင်ဖို့စဉ်းစားနေတဲ့သူတွေအတွက်တော့အဓိကအကုန်ဆုံးကအင်္ဂါကပါ။မြို့ကြီးတွေဖြစ်တဲ့တိုရွန်တိုနဲ့ဗန်ကူးဗားမှာအခန်းတစ်ခန်းငှားမယ်ဆိုရင်တစ်လကိုကနေဒါဒေါ်လာ2000ကနေ2800ဝန်းကျင်အထိရှိနိုင်ပါတယ်။ဒီပမာဏကမြန်မာငွေနဲ့ဆိုရင်တစ်လကို390နဲ့330ကြားမှာရှိပါတယ်။ဒါကြောင့်မို့ကနေဒါနိုင်ငံမှာအလုပ်လုပ်မယ်ဆိုရင်ဝင်ငွေကောင်းသလိုကုန်ကျစရိတ်ကလည်းမြန်မာနဲ့ရှင်အတော်လေးမြင့်မားတာကိုတွေ့ရမှာပါ။မြို့စုမှနေတော့ကုန်ကျစရိတ်နည်းနည်းတော့တက်တာပါတယ်။ကနေဒါဒေါ်လာ1500မြန်မာငွေနဲ့ဆိုရင်တော့69သိန်းဝန်းကျင်ဖြစ်ပါတယ်။လူတစ်ယောက်အတွက်ကုန်ကျစရိတ်ကတစ်လကိုကနေဒါဒေါ်လာ3000မြန်မာငွေ138သိန်းခန့်ရှိနိုင်ပါတယ်။ဒါပေမဲ့အနေဆုံးလောက်ခလစာကတစ်လကိုဒေါ်လာ2500နဲ့3000ကျော်ထိပြန်ရနိုင်တာမို့အဆင်ပြေပြေရပ်တည်နိုင်ကြပါတယ်။ကမ္ဘာအေးချမ်းမှုအရှိဆုံးနိုင်ငံတွေကတစ်ခုဖြစ်တဲ့ကနေဒါနိုင်ငံဖြစ်ပေါ်လာပုံကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ကနေဒါဆိုရဲ့နာမည်ကမူလတိုင်းရင်းသားဘာသာစကားကန်နာတာဆိုတဲ့စကားလုံးကနေဆင်းသက်လာတာပါ။အဓိပ္ပာယ်ကတော့ရွာသို့မဟုတ်အခြေချနေထိုင်ရာနေရာဖြစ်ပါတယ်။ဥရောပသားတွေမရောက်လာခင်နှစ်ပေါင်းထောင်ချီကတည်းကကနေဒါနိုင်ငံမှာမူလတိုင်းရင်းသားတွေရှိခဲ့ကြပါတယ်။17ရာစုအရောက်မှာတော့ဗိုက်ကင်တွေကကနေဒါအရှေ့ဘက်ခြမ်းကိုပထမဆုံးရောက်ရှိခဲ့တဲ့ဥရောပသားတွေဖြစ်ပါတယ်။15ရာစုနောက်ပိုင်းမှာတော့ဗြိတိန်နဲ့ပြင်သစ်တို့ကကနေဒါနိုင်ငံကိုနေမြေချဲ့ထွင်လာကြပါတယ်။ဒါကြောင့်ယနေ့ခေတ်ကနေဒါနိုင်ငံမှာရုံးသုံးဘာသာစကားကအင်္ဂလိပ်စာနဲ့ပြင်သစ်ဘာသာစကားဖြစ်နေတာပါ။နောက်ပိုင်းမှာပြင်သစ်နဲ့ဗြိတိန်တိုက်ပွဲတွေဖြစ်ပြီးတော့1963ခုနှစ်မှာဗြိတိန်ကနေမြေအတော်များများကိုထိန်းချုပ်သွားခဲ့ပါတယ်။1860ခုဇူလိုင်လ1ရက်နေ့မှာတော့ပြည်နယ်လေးခုပေါင်းပြီး Dominion of Canada အဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။ဒါကို Canada Day လို့ခေါ်ပြီးတော့အခုချိန်ထိဂုဏ်ပြုကျင်းပနေပါတယ်။နောက်ပိုင်းမှာအခြားပြည်နယ်တွေကလည်းတဖြည်းဖြည်းပူးပေါင်းလာပြီးတော့အခုလိုကြီးမားတဲ့နိုင်ငံဖြစ်လာတာပါ။ American နဲ့မတူတာက Canada ကဗြိတိန်စီကနေစစ်ပွဲတွေမဆင်နွှဲဘဲနဲ့နိုင်ငံရေးအရာဆွေးနွေးမှုတွေနဲ့လွတ်လပ်ရေးရယူခဲ့တာကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါပေမဲ့1982ရောက်မှသာဗြိတိန်ပါလီမန်ရဲ့လွှမ်းမိုးမှုကနေလုံးဝကင်းစင်တဲ့ကိုယ်ပိုင်အချုပ်အခြာအာဏာနိုင်ငံအဖြစ်ရရှိခဲ့တာပါ။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကကနေဒါရဲ့မူလတိုင်းရင်းသားတွေဘေးရောက်သွားတယ်လေဆိုတာပါပဲ။အခုထိကနေဒါနိုင်ငံမှာရှိနေသေးတယ်ဆိုပေမဲ့သူတို့ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းကတော်တော်လေးခါသိပါတယ်။ဥရောပသားတွေနေမြေချဲ့ထွင်လာတဲ့အခါတိုင်းရင်းသားတွေကသူတို့ရဲ့နေရဒေသကနေဖယ်ရှားခံခဲ့ရပါတယ်။အစိုးရကသတ်မှတ်ထားတဲ့နေမြေချင်းချင်းလေးမှာပဲနေထိုင်ခဲ့ရပါတယ်။အဆိုးဆုံးကတော့1800ကနေ1996ထိရှိခဲ့တဲ့ residential school လို့ခေါ်တဲ့လူနေအိမ်ကျောင်းများပဲဖြစ်ပါတယ်။အဲဒီကျောင်းတွေမှာကနေဒါနိုင်ငံကတိုင်းရင်းသားကလေးတွေကိုမိဘတွေနဲ့ခွဲပြီးတော့အတင်းအကျပ်ထောင်လိုမျိုးထားပြီးတော့သင်ကြားခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့တိုင်းရင်းသားယဉ်ကျေးမှုတွေကိုဖယ်ရှားဖို့အင်္ဂလိပ်ပြင်သစ်ယဉ်ကျေးမှုတွေပေါင်းစည်းစေဖို့နဲ့ခရစ်ယာန်ဘာသာကိုသင်ကြားဖို့ပဲဖြစ်ပါတယ်။အဲဒီနေရာမှာကိုယ်ပိုင်ဘာသာစကားပြောခွင့်မရှိကိုယ်ပိုင်ယဉ်ကျေးမှုထိန်းသိမ်းခွင့်မရှိတဲ့အပြင်ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကလေးတွေထောင်ချီသေဆုံးခဲ့ကြောင်းကိုလည်းနောက်ပိုင်းမှာစုံစမ်းသိရှိခဲ့ရပါတယ်။1996ခုနှစ်ရောက်တဲ့အချိန်မှာတော့ဒီကျောင်းတွေကိုပိတ်ပစ်ခဲ့ပြီး2008ခုနှစ်မှာကနေဒါအစိုးရကတရားဝင်တောင်းပန်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကမူလကနေဒါတိုင်းရင်းသားတွေကိုမျိုးဆက်အလိုက်စိတ်ဒဏ်ရာရစေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ကနေဒါနိုင်ငံရဲ့9%သာမူလတိုင်းရင်းသားတွေဖြစ်ပါတယ်။ဒါတွေအားလုံးကတော့ကျွန်တော်လေ့လာမိသလောက်ကနေဒါနိုင်ငံအကြောင်းပဲဖြစ်ပါတယ်။အားလုံးပဲဘုသူတရရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။